နှင်းတွေဖုံလွှမ်းပြီးအထီးကျန်ဆန်လာတဲ့ကက်ရှမီးယားတောင်တန်းတွေပေါ်မှာတစ်ချိန်ကအားကိုးရမယ်မိဘတဲ့တူထိခဲ့တဲ့ဘိုးကြီးရန်ဟာမိန်ပြမိအိမ်ကြီးအောင်မှာထိုင်နေပါတယ်။သူဟာစာတွေကထင်သူ့ဘဝရဲ့ကဘာငယ်လေးထစ်လာခဲ့တဲ့စီတက်စီကိုနောက်ဆုံးပေးစာတစ်စောင်ရေးသားနေတာပါ။သူ့ရဲ့ရဲဘော်တို့ဟာစိုးရင်တကြီးနဲ့တူတူလေးပြောတယ်။ Ram ရန်သူတွေနီးကပ်လာပြီငါတို့အခုသွားမှထင်မယ်။ဘယ်တော့မှရောက်သွားမှာမဟုတ်တဲ့စာတစ်စောင်အတွက်မင်းရဲ့နောက်ဆုံးအချိန်တွေကိုဘာလို့အကုန်ခံနေတာလဲ။ Ran ကနှင်းကြစင်နေကိုကြည့်ပြီးတာယာစွာပြုံးလိုက်ပြီးပြန်ပြောတယ်။ဘာလို့လဲဆိုတော့စစ်တရားတဦးဟာနှစ်ခါတေရတယ်တကယ်ချင်းပထမတစ်ခါကကြည်စံထိမိုက်တဲ့အချိန်ဒုတိယတစ်ခါကတော့သူချီရတဲ့သူကသူ့ကိုမေ့သွားတဲ့အချိန်ပဲဒီစာကငါ့ကိုသူမရဲ့နှလုံးသားထဲမှာထာဝရရှင်သန်နေစေလိမ့်မယ်ရန်ဟာသူ့ရဲ့ဝိညာဉ်ကိုမင်းရည်ရီထဲမှာထည့်သွင်းပြီးစာရွက်လေးကိုဂယုတစိုက်ခောက်လိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာဒီတောင်တန်းပေါ်မှာကြံရစ်ခဲ့ရလေသူ့ရဲ့စကလုံးတွေကစီတက်စီကိုအရောက်လိုက်မယ်ဆိုတာသူယုံကြည်နေခဲ့လေဘဝသင်ခန်းစာစစ်မှန်တဲ့အချစ်ဆိုတာအတူတူရှိနေခဲ့တဲ့အချိန်ကာလနဲ့တိုင်းတာတာမဟုတ်ဘဲတဦးယောက်ရဲ့နှလုံးသားထဲမှာတင်ချင်ရစ်ခဲ့တဲ့အမတ်တရားတွေရဲ့နှက်ချင်းမှုနဲ့သာတိုင်းတာတာဖြစ်ပါတယ်